ကိုဝင်ရှိနေတာပဲကိုဝင်ရှိနေသူလည်းဒါယောက်ျားကြီးလေဒါယောက်ျားကြီးဘာကြီးဘာယောက်ျားကြီးပဲကဲဘယ်လိုဖြစ်တာလဲကဲဘယ်လိုဖြစ်တာလဲဒီလိုဆရာဟိုမနက်ကဒီအကောင်းမဲ့ဆရာဟိုကျွန်တော်နဲ့သူနဲ့မနက်ကတွေ့တယ်တွေ့တဲ့အခါမှာ तू ကကျွန်တော်ကိုပြောတယ်ငါတူတဲ့ဦးလေးတဲ့ဟိုအုံးခေါ်ဆွဲလေးစားခြင်းလို့တဲ့ခေါ်ဆွဲစားခြင်းနော်ခေါ်ဆွဲစားခြင်းနော်ဦးလေးလို့ကျွန်တော်ပြောတယ်အုံးခေါ်ဆွဲနဲ့ဦးလေးနဲ့မတည့်ဘူးတွေးတိုးတယ်သူကအုံးခေါ်ဆွဲကျွန်တော်စားခြင်းနဲ့ပြောတဲ့ခါကျကျွန်တော်လည်းလေဟိုဒီစေတနာပါတခြားရွေးချက်လည်းမရှိပါဘူးအဲ့မှာကျွန်တော်အုံးခေါ်ဆွဲကိုယ်ကျွေးလိုက်တာတကွဲမကုန်ခင်ပါပဲဆရာရဲ့လဲသွားမွေးငါစားခြင်းလေတဲ့ငါကတော့သွေးတိုးစားတွေကြီးပဲလေဦးလေးမွေးငါအစင်မပြေဘူးမွေးငါလည်းသွေးတိုးတယ်ကျွန်တော်ပြောတယ်အဲ့ဒါမွေးငါမရဘူးတဲ့စားမှာပဲဆိုတော့ကျွန်တော်အဲ့ဒါကျွန်တော်ဝယ်ကျွတ်တာတကွဲမကုန်ခင်ပါပဲဗျာအဲ့လိုဖြစ်သွားတာလက်ဖေးတောက်ခြင်းလေဒီလိုလောက်ဆိုလိုက်လားဟုတ်လားစားလိုက်လားအဲ့သူကဦးလေးတို့လက်ဖေးကချောင်းဆိုးတယ်ဦးလေးနဲ့စိတ်ပြမမဟုတ်ကျွန်တော်ပြောသေးတယ်ကျွန်တော်ပြောပါတယ်ဗျာကျွန်တော်ပြောတယ်ကျွန်တော်စကားကိုနားမထောင်အခုတော့ဗျာအဲ့လက်ဖေးကျွန်တော်ဝယ်တိုက်လိုက်တာအဲ့လက်ဖေးတကွဲမကုန်ခင်ပါပဲအခုလိုလဲသွားတာဒီကဲမှုနဲ့ဝသားတို့လိုစားပြီးတယ်နေပြောတာမပြီးတော့ပဲဝင်းလျှော့ရလို့ပြောလိုက်ပြီးနေပြီဟဲ့ဝင်းလျှော့တာလားဆရာရဲ့အစားတွေတောင်းညမ်းပြီးတော့အဲ့လိုဖြစ်သွားတာဆရာနဲ့တွေ့ဘာမှမပူနဲ့ဟုတ်တယ်မလားဆရာကသိတယ်ဒီလူနာဝင်းလျှော့တာဖြစ်လိမ့်မယ်လို့ကြိုတွေးထားပြီးသားဟုတ်ဒီမှာဆေးတွေခါရဲပါလာဒီကတော့လောဆယ်ခုလို့ရတယ်နော်ဒီမှာတမာကောက်အဲ့ဒါဘယာပြောက်သွားမယ်ဟဲ့စာသွလေးနဲ့ဒီလားဟဲ့ကောက်ဘယာပြောက်ဟုတ်ဒီမှာတရက်ခါအဲ့ဒါဘာပြောက်လဲအသက်ပြောက်သွားမယ်မဟုတ်တက်ပြောက်သွားမယ်ဒီယောဂပြန်မဖြစ်တော့ဘူးကဲဟုတ်ပြီကဲတော့ဒီလောက်ဖြစ်ကြရင်ဆရာနဲ့လူနာနဲ့တအားကတ်တယ်လို့ရှိရင်ဆရာရဲ့ပညာဂုဏ်တမားဂုဏ်တွေကြောင့်ဟောဒီလူနာကျမ်းမာရဲ့ပို့ဆိုးသွားနေတယ်အဲ့တော့ခုနကနေဆရာစီစဉ်ကြမယ်အဲ့လိုလားဒီနာကနေကူရမှာမဟုတ်လားလို့ဆရာအဝေးကနေကူတာဆရာတို့ကဟုတ်လို့လားဟုတ်တယ်စေးမီးကြော်သွားမှာဆိုလို့အဲ့လိုစီးသေးတယ်ဟုတ်တယ်ရပါဆရာကုတဲ့ချက်မြမြကုပါကျမပြေဘူးအခါ20မကတော့ကဲကူလို့ဆရာအသက်ပြောက်တော့တရက်ခေါက်လေးရင်သွေးတိုက်အသက်ပြောက်တော့တရက်ခေါက်လေးရင်သွေးတိုက်ဟုတ်လေဆရာတက်ပြောက်တော့ဒါဟိုအဆောင်လေးမှာအဆောင်လေးနင်းဆရာစကားနဲ့ငါပြေတက်ပြောက်သွားအောင်မယ်အသက်ချောင်းဆိုတာကဲကောင်းတယ်ဇီဝိတဒါနပေါ့နော်အေးကုမယ်လူမမကူရတော့မှာကဲကိုရဘူးပြီလားကိုရဘူးနော်အတရချောင်းကဲကောင်းတယ်ဆိုကိုးစားဖို့အချိန်ရှိလို့လားမဟုတ်ဘူးလေဒါအမတ်တို့ကွန်းတရားညက်ခန့်ကြတော့ဆိုတဲ့တမားအခေါ်ရှိတယ်မလားဟောနိုင်ရှိတယ်လေနိုင်နဲ့တိုင်းလိုက်ပါလားလို့နိုင်ရီကမမှန်ဘူးဟဲ့နိုင်ရမမှန်ကိုရအမှန်တယ်ဘောလို့လားမဟုတ်လေနိုင်ဆိုတာမင်းစင်ကာပူစံတော်ချိန်လားမြန်မာစံတော်ချိန်လားထိုင်းစံတော်ချိန်လားအဲ့စံတော်ချိန်ဘယ်စံတော်ချိန်နဲ့ခုမှလဲပြောကြတယ်ဗျာလောက်လိုက်စမ်းအေးခုမယ်နော်ဆိုတော့ခါလားတမားရကွန်းစားရတာဗောနော်တမားတော်တွေကဝေးရတော့လူရှိရလားလူမသေးတော့မယ်လို့พูดလိုက်ပါမသေးတော့မယ်လို့พูดလိုက်ပါခုမယ်ကွန်းတရားညက်ခန့်ကြတော့ဆိုတဲ့အခါမှာနော်ငါတော့မိတ်ပြတ်တော့ဆရာပမာစီကမူးလိုက်ပမာစီကမူးတာဘောလို့မူးမစားဘူးလေပမာတော့နဲ့တူအောင်ကွန်းစားတာခါမစားဘူးအာထုံးပေါက်တာဘာလို့အများကြီးနေတာတော့လို့အဲ့ဒါခုမယ်နော်ရအဖောင်းတော့မကျရှောင်းနေရရင်ဘာလို့ဟေးဝင်းရှောင်းနေလို့ပြောလိုက်တယ်လေဟာဒါကတော့ဒလောပြကုန်လိုက်မယ်လေကမမားတို့ဒါအရင်ဝယ်ခိုင်းလိုက်တာအရင်ဝယ်ခိုင်းလိုက်ဟောအေးအိမ်မှာတော့မဝယ်လာဟုတ်တယ်ဟုတ်ပြီရောဒါလေးတက်လိုက်မဟုတ်လေဒါအခြေရည်လေဘာလို့မို့လဲဝင်းရှောင်းတယ်လို့ပြောလေဟာဝင်းရှောင်းနေမတည့်ဘူးလေအရင်ဝယ်ခိုင်းလိုက်တာအရင်ဝယ်ခိုင်းလိုက်အော်ဒါတော့တက်ပြောက်တက်လိုက်တော့ဒါအာစီမူကြီးလေဘာလို့ပါမို့ဝင်းကိုရှောင်းရှူသွားအောင်လို့လေဟိုဆေးလာကူတာလားဈေးလာရောက်တာလားမဟုတ်အရင်ဝယ်ခိုင်းလိုက်တာအရင်ဝယ်ခိုင်းတာဒါအရင်ဝယ်ခိုင်းတာကုမဆေးတဖို့နော်ဘေးကောသွားပြီကိုအာဆူတယ်ဒီမှာဘာလဲဘူးအော်ကိုကြီးဒီမှာကိုဘာကြည့်လို့ရှိမှမသိငါလည်းစိတ်သူကငါလာတာလွယ်ကငါပို့ပေးကြပါဦးဆရာဆေးရရဆရာရောဒီဆေးလေးနှလုံးမတိုက်လိုက်ဆေးနှလုံးမတိုက်လိုက်ရောတော့တိုက်လိုက်စမ်းပါတော့တဲမလားအေးမဆရာအခုချက်တိုက်ဒီကောင်းပါလိမ့်မယ်လောက်ပါငါပဲအသက်ရှင်ရမ်းပြင်းလာပြီဘာဖြစ်လာလဲငါဆက်တော့ပြောလာအသက်ရှင်အရမ်းပြင်းပြီးတော့ဘာဘူးလို့ဖြစ်နေပြီဆရာချင်မကြီးကဘာဘူးလို့ဖြစ်နေတာဘာမှမဟုတ်နဲ့အနာနဲ့စိတ်နဲ့တွေ့နေပြီအဲ့ဒါပဲနော်အနာနဲ့စိတ်နဲ့တွေ့လို့ဖ
မိုးလိုက်ပြနေရလား သမားတော်ကြီးသမားတော်ကြီးနော် တော့မကောင်းတော့တတ်တာ ရတယ်အဲ့လိုအချိန်မှာနောက်စေးတစ်ခွက်တက်လိုက်ငြိမ်သွားမှာ အေးတိုက်ပြပြမတိုက်ဘူးဟေး နော်ငြိမ်သွားမှာငြိမ်သွားရောဒါလေးထားလိုက် ဒါတက်တိုင်း မင်းတော့ဗျာ ဘယ်လိုပါဒါတိုက်အဖေဖေဖေ တက်တာပါလေနော်တက်တာပါ တက်တာပါလေနော်ဖေနော်အဖေ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 ဘာဖြစ်လဲအဖေအဖေအဖေဘာဖြစ်လဲအဖေအဖေဆေးရဘလောက်စွဲလဲဆိုတာချက်ချင်းထားထိုင်တွေ့လားထားထိုင်လူနေတာအဖေ အဲ့ဒါနာနဲ့စင်းနဲ့တွေ့လူနေခဏနဲ့မတက်ရတော့မှာရော အဖေ မအောင်လား ညဒီကောင်3000မယ်ဒီကောင်3000မယ်ဒီကောင်3000မယ် အော်ဒီတော့တော့ပြင်ပါ ညညစလာနော်မငါဖေဘာပြပြဘူးအဖေ ပေါ်ပြန်နေရပဲ သွားလိုက်မယ်ငင်းသွားလိုက်မယ် ငါဖေအတလည်းမရှိတော့ဘူး ဟုတ်လားဟဲ့ လို့ပေါ့ ငင်းသွားပြီ အဲဝင်နေလိုက် ကိုတရညဒီမှာဒါမှကိုမရှိတော့ဟုတ်လားကိုတရညအငိမ့် ကိုနဲ့ချိန်လာလား ဒါပဲ ဒီစားမလို့ လုံးစားအဖေအဖေအဖေ စားနေစားနေ အဖေ အဖေငင်းသွားဟေး အဖေ အတမရှိတော့ ဟေးအာဒီစေးအဲ့လိုကြီးပဲကွာတိုက်လိုက်တန်းဆုံးတာပဲဟေး3ယောက်ရှိပြီဒါနဲ့ဆိုရင်ဟာဟေး လူသားတွေရဲ့တက်ကိုကဲတင်မယ်လို့ကြီးကြီးကျယ်ကျယ်တွေပြောပြီးအမြဲတလဲလွတ်တဲ့ကျမရဲ့ချစ်သူစစ်စရာကြီးကိုခင်လိုက်ပါလေရှင်